ညာဓာတ်တွေဒုသာသနာကိုများများရောက်လာဖို့လိုတယ်ဆိုတဲ့စကားကိုမဟာကံတော်ဆရာတော်ဘုရားကြီးကလွန်ခဲ့တဲ့နှစ်ပေါင်း50-60နဲ့ပြောခဲ့တယ်အရေးကြီးလားမကြည့်ဘူးလားဗျမဟိဏပညာဓာတ်အိရှိဥပယတာမောဂလိဗုဒ္ဓသိတ္တပညာဓာတ်ဟုတ်လားဗြဟ္မပိယလားပညာဓာတ်တွေတန်သာပေါင်ရောက်လာရင်သာသနာတိုးတက်တာပဲပညာမတတ်တဲ့ပညာမတတ်မှအသက်ကြီးပြီးချင်းနေကြောင့်ဇရာဒုပ္ပလကြောင့်ရောက်လာတယ်တချို့ကျတော့မူယူပေးတယ်ပြီးတော့သာသနာပေါင်းကိုပါဆေးဖြတ်တဲ့နေရာမှန်းထင်လို့လားမသိအရက်ပြက်သေးပြတ်တဲ့နေရာလို့ရောက်လာကြတာဒီအများကြီးပြီးရင်သူတို့ကကောင်းကောင်းမနေဘူးဒီတော်သောဖေးသို့လို့ဘယုသောကလို့ဘုန်းကြီးတွေကဒီလိုဘုန်းကြီးတွေလားကိုယ်နေရတပြည့်ပြည့်နဲ့နေပုံထိုင်ပုံဘာမှအချိုးမကြောက်အဲ့ဒီဓာတ်တွေကြည့်ဘုန်းကြီးတွေကဒီလိုလားဆိုတော့ကြည့်လိုက်တော့အဲ့ဒီပုဂ္ဂိုလ်တွေကပညာလက်တဲ့တူမရှိဒါကြောင့်ရှင်ဘုရားများပညာတတ်တွေသာသနာပေါ်များများရောက်လာဖို့လိုတယ်အရှင်ဘုရားတို့ကိုယ်တိုင်လောကရောဓမ္မရောနှံ့သက်အောင်လေးလာပြီးပညာတတ်တွေကိုလက်ခံနိုင်အောင်ဟောနိုင်ဖို့လိုပါတယ်ဗျာမဟုတ်ရင်တော့ဟောဒီသာသနာမျိုးဆက်ရှားပါလာတဲ့ဟာရှင်ဘုရားတို့ကလေးမွေးပေးလို့ရတယ်ကိုယ်တိုင်လည်းမွေးလို့မရဘူးသူများလည်းမွေးအောင်လုပ်လို့မရဘူးအေးရောမျိုးတုံးကြီးတွေမျိုးတုံးကြီးတွေဟလာမျိုးတုံးကြီးတွေဆိုတော့လည်းပဲညီကိုများနော်သူများတွေသူများတွေသာသနာကိုကြည်ညိုးပြီးရောက်လာအောင်တပည့်တော်တို့ကဆွဲဆောင်နိုင်ဖို့လိုတယ်စီယုံသိမ့်သွင်းနိုင်ဖို့လိုတယ်လိုလားမလိုဘူးလားဗျာဒါကြောင့်တပည့်တော်တို့ကလူတွေကိုဖရာစကားကိုနားလည်အောင်ပြောတပည့်တော်ပြောတဲ့စကားတစ်ခုရှိတယ်ဗျဘုန်းကြီးတွေကလို့ဘုရားစကားနားလဲလို့ဘုန်းကြီးတွေလူစကားနားမလဲဘူးလို့ရှင်များတို့လူစကားတက်အောင်လုပ်ဆိုတော့တချို့ဘုန်းကြီးတွေမကြိုက်ဘူးဘယ်နဲ့ငါတို့လူစကားဟုတ်တယ်လေတပည့်တော်ဘုန်းကြီးစကားနားလဲတယ်လေဘုရားစကားနားလဲတယ်လေလူတွေနားလဲနိုင်တဲ့စကားလုံးနဲ့ဘုရားစကားကိုပြန်ပြောရတာဟုတ်ဗျသဘောပေါက်လားအခုရှင်များတို့စာဖတ်ကြတာတပည့်တော်ကျေးဇူးတင်တယ်အဲ့ဒါလူတွေရေးတဲ့စာတွေမလားလူစကားတွေရှင်များတို့နားမလဲဘူးလားလူထွက်မှလူစကားနားလဲတာဟုတ်လားမဟုတ်ဘူးစာတွေကနေပြီးလူစကားတွေနားလဲလူတွေရဲ့အတွေးခေါ်တွေလူတွေရဲ့ခံစားချက်တွေလူတွေရဲ့ရှုမြင်သုံးသပ်မှုတွေလူတွေရဲ့ဒုက္ခတွေစာတွေကနေကြည့်တာအဲ့ဒါတွေကိုတရားဘက်ကနေပြန်စဉ်းစားပြီးတော့စာနဲ့တရားနဲ့စာထပ်တူပြပြီးသူတို့ပြန်ဟောအဲ့ဒါပေါက်ရောဒါပဲဟုတ်လားဒါပဲဒါတရားဟောတယ်ဆိုဒါပဲလေဗျာဒီပြီးတော့ပါဠိရွတ်လိုက်အနက်ပေးလိုက်လင်္ကာလေးဆိုလိုက်မျက်စိမိတ်ပြီးတော့ကိုင်းဆိုတော့မရအဲ့ဒီခေတ်မဟုတ်တော့ဘူးဟုတ်လားဒါကြောင့်ဒီလိုအဲ့ဒီဟာလေးကိုရှင်ပြလူထဲသွားမယ်ဆိုရင်တော့သာသနာပြုကြမယ်ဆိုရင်အဲ့ဒါလေးတွေကိုရှင်ပြတို့ဒီလိုတို့သာသနာရှားပါတဲ့အန္တရာယ်ကိုတော့ဒီတရားကောင်းတွေဟောပြီးတော့ဒီလိုဆွဲဆောင်ရမယ်ဟုတ်လားဗျာရှင်သိကေဝနဲ့ရှင်သန္တာဝစီတို့ဆွဲ